မရှိဘူးကွာဒီရေခဲမို့ကမြင်မြင်အရေးပြောတာမို့ကျုပ်တခြားနေရာကိုသွားရောင်းအောင်ပါဒါဆိုဘယ်လိုလုပ်မလဲတားမှပတ်ဆက်မှမရှိတာဟာအဲ့ဒါဆိုလည်းမတက်နိုင်ဘူးမင်းလိုက်ခဲ့ကောင်းလေကျုပ်နဲ့အတူရေခဲမို့ရောင်းကူအောင်ဟာအဲ့လိုတော့မရဘူးလေတားကတော့စောင့်နေရဗျသူလာလို့တားမရှိတားကိုလိုက်ရှာနေမှာပေါ့ဟိုဒါဆိုဒီလိုလုပ်ပါလားတားဦးလေးရဲ့ဖုန်းနံပါတ်ကိုယူထားလိုက်မယ်တားဒေါ်လာမှာငွေလဲခိုင်းလိုက်မယ်လေဘယ်လိုလဲအေးကောင်းလေမိန်းကလေးတီးပါစေနော်စိတ်ချပါဦးလေးရဲ့ဒါနဲ့တုတ်ပေါ်လေးဦးလေးကြီးစီကနေဖုန်းနံပါတ်ယူထားလိုက်တော့ဦးလေးကြီးလည်းအဲ့နေရာကထွက်သွားခဲ့တော့တယ်တပတ်မှာတော့တုတ်ပေါ်ရဲ့အတော်ကတုတ်ပေါ်အလာကိုရွာထိပ်မှာစောင့်နေခဲ့တာပါကားရီကတစည်းပြီးတစည်းသာစိုက်လာတယ်တုတ်ပေါ်လေးပါမလာပါလားဒါနဲ့တုတ်ပေါ်တော်လေးတစ်ပတ်ကိုမျှော်ကြည့်ရင်းနဲ့ရှိနေခဲ့တယ်အဲ့ဒီအချိန်မှာပဲလိုင်းကားတစည်းကသူ့နာကနေဖြတ်သွားခဲ့တော့တယ်တုတ်ပေါ်ကဘေကားနဲ့လိုက်လာလည်းမသိဘူးဖုန်းဆက်ကြည့်အောင်ပါပဲအဲ့လိုပြောပြီးတော့ဖုန်းဆက်ကြည့်လိုက်ချိန်မှာဖုန်းကဆက်ပိတ်နေခဲ့တာပါဟမ်ဆက်ပိတ်ထားတယ်ဆိုပဲဘလို့ပြစ်တာလဲအကုံသွားလို့များလားမဖြစ်တော့ဘူးမကြီးကိုတော့ဖုန်းဆက်အောင်ပါပဲဒါနဲ့တုတ်ပေါ်တော်လေးဒေါ်တင်ရွဲ့ကိုဖုန်းလန်းဆက်တော်တယ်ဟယ်လိုမိုင်းအေးညီတို့တော့ပေါ်ရောက်မလားဟိုညီမလေးစောင့်နေတာကြာလာရှိနေပြီခုထိမရောက်လာသေးလို့ဖုန်းဆက်ကြည့်လိုက်တာဟိုဖုန်းကဆက်ပိတ်ထားတယ်တော့ဟုတ်တော့ဘလို့ဖြစ်တာလဲဖုန်းကကုန်သွားတာများလားအဲ့လိုဆိုရင်လေဒီချိန်တော့ဟိုရောက်သိနေပြီတင်နေဟုတ်တယ်မာကြီးရဲ့ဟိုတော့ပေါ်တစ်ခုခုဖြစ်နေရတော့မဟုတ်ပါဘူးနော်အဲ့ဒါမှဒုက္ခပဲဘယ်လိုလုပ်ကြမှာလဲတော့ပေါ်တယောက်သူ့အတော်စောင့်ရင်းနဲ့အိတ်ခိုက်လာခဲ့တော့တယ်ဟာအိတ်ချင်လိုက်တာဒေါ်လေးကလည်းခုထိရောက်မလာသေးဘူးငါလိုက်သွားရင်ကောင်းမလားဒါနဲ့အိတ်လည်းမသိဘူးသူအဲ့လိုပြောနေတော့သူ့နာကိုရေခဲမို့တဲ့ဦးလေးကြီးကပြန်ရောက်လာခဲ့တာပါဟာမင်းကိုခုထိလာမကြိုသေးဘူးလားဟုတ်တယ်ဦးလေးရဲ့တားတော်ကတားကိုမေ့နေရလားမသိဘူးနော်ဒါဆိုမေးတော်ရဲ့ဖုန်းနံပါတ်ပေးလေကျုပ်ခေါ်ကြည့်ပေးမယ်ဟိုတားဖုန်းကပျောက်သွားလို့ဖုန်းနံပါတ်လည်းမသိဘူးဗျဟောခက်တော်တာပဲဒါဆိုနေတဲ့ရက်ခွက်နဲ့အိမ်နံပါတ်ရောသိလားအဲ့ဟာတော့ပို့ဆိုးပေါ်ဦးလေးရဲ့မဖြစ်တော့ဘူးခဏနေလေမှောင်လာတော့မှဆိုတော့မင်းကျုပ်နဲ့လိုက်ခဲ့ပေါ့ဗျာဘယ်ဦးလဲလိုက်ခဲ့ပါကျုပ်မင်းကိုရောင်းမစားပါဘူးကျုပ်တဲ့ဖုန်းဝင်းချောင်းကိုခေါ်သွားပြီမယ်ဒါနဲ့တုတ်ပေါ်လေသူ့တော်လာမကြူတော့ဆိုတော့ဦးလေးကြီးနောက်ကိုလိုက်သွားဖို့စုံပြတ်လိုက်တော့တယ်နောက်တော့ဦးလေးကြီးနဲ့တုတ်ပေါ်လေဘုန်းကြီးเจ้าကိုရောက်လာခဲ့တာပါနှစ်ယောက်သားကဖုံမုံကိုကြောလိုက်ကြပြီးနောက်ဖုံမုံကတကိုင်းမောင်မင်းကကြီးတကကလေးမှပါလာပြီဟိုဒီကလေးကတပည့်တော်ရဲ့တာတော်မဟုတ်ဘူးဗျလမ်းမှာတယောက်တည်းဖြစ်နေရမို့ခေါ်လာခဲ့ပြီးတာပါဟိဘလို့ဖြစ်တာလဲဟိုဒီလိုပါဖုံမုံဗျာဒီလိုနဲ့တုတ်ပေါ်လေသူကြုံခဲ့တဲ့မြဖြစ်ပျက်တွေကိုပြောပြလိုက်တော့တယ်ဩဒီလိုကြောင့်ဟိုစိတ်တော်မူပါနဲ့တကားလေးရဲ့ဖုံမုံတို့တကားလေးတော့ကူရှာပေးပါမယ်တင်မဖုံမုံဗျာကဲမကြခင်လဲမှောင်လာတော့မှဆိုတော့ဒီညတော့ဒီမှာပဲအိတ်လိုက်ပြီးတော့မနေ့ပြန်မှာတကားလေးတော်ကိုရှာဖို့ဖုံမုံစီစဉ်ပေးပါမယ်တင်မဗျာကဲတကားကျော်ကြီးဒီကတကားကြီးတို့နှစ်ယောက်ဖို့တခုကိုစားဖို့စီစဉ်ပေးလိုက်ပါဦးတင်မဖုံမုံတပတ်မှာတော့တုတ်ဘောရဲ့တော်ကတုတ်ဘောရောက်မလာတဲ့အတွက်အယူမိမိုင်းလိုဖြစ်နေခဲ့တာပါကျုပ်တူလေးကိုတယောက်ခေါ်သွားရများလားအဲ့ဒါကျုပ်ကြောင့်ဖြစ်ရတာအဲ့ဒီအချိန်မှာပဲဒေါ်တင်နဲ့စီကနေဖုန်းဝင်လာခဲ့တော့တယ်ဟယ်လိုမိုင်ဟဲ့ညီတို့ရှာတွေ့လားမတွေ့ဘူးမိုင်ရဲ့ဟိုညီမလေးရွာလူကြီးကိုတော့သွားအကြောင်းကြားထားပါတယ်ဘယ်လိုလုပ်ကြမလဲမိရေညီတို့တခုအဖြစ်နေရတော့မဟုတ်ပါဘူးနော်မဟုတ်တော့ပါဘူးမာကြီးရဲ့ညီမလေးမနေ့ပြန်အဲ့လိုင်းကားစီသွားပြီးတော့စုံစမ်းကြည့်လိုက်ပါမယ်ဒါမှပဲ
သူဆင်းခဲ့တဲ့နေရာကို